Okay ဆိုတော့ unit 4.3 ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီအခန်းလေးမှာဆိုရင်တော့ irregular verbs တွေအကြောင်းကိုပြောမှာเนาะ irregular verbs တွေဆိုတာဘာလဲ regular ဆိုတာပုံမှန်ဖြစ်တော့ irregular ပုံမှန်မဟုတ်တော့ဆိုတော့ကျွန်တော်အရင်ရှေ့မှာတော့ပုံမှန်ဖြစ်တယ်ဆိုရယ် verb တွေဆိုပါရင်ဟိုပါဘောနော်ဒီအတိတ်ကာလကိုပြန်ပြီးတော့ဖော်ပြဖို့လုပ်တဲ့ခါမှာ ed ပေါင်းရတယ်ပေါ့နော် ed ပေါင်းရတယ်အဲ့ဒါတွေကို regular verb လို့ခေါ်တယ်ဒါပေမဲ့ irregular verb တွေကကျတော့ ed ပေါင်းရုံနဲ့ past tense ပေါ့နော်past tense ပြောင်းမသွားဘူးကျွန်တော်တို့ past tense ပြောင်းသွားဖို့အတွက်တခြားတော့ဘောနော်မတူညီတဲ့ပုံသဏ္ဍာန်ပြောင်းလဲမှုတွေရှိတယ်ပေါ့နော်ဆိုတော့ဘာလို့နောက်ပြီးကြတော့တို့ကဘာလို့ ed rule ကိုမလိုက်နာရလဲပေါ့နော်ဘာလို့ ed rule ကိုမလိုက်နာရလဲပြီးတော့တို့မှာရောတို့ရဲ့ပုံစံနဲ့တို့ပေါ့နော်ဒီပြောင်းလဲတဲ့ pattern လေးတွေရှိလားဆိုတာကိုဒီအခန်းမှာကျွန်တော်တို့ပြောသွားမှာပဲဖြစ်တယ်ပေါ့နော် okay ဆိုတော့ကြည့်လိုက်ရအောင်ဒီရှေ့မှာတော့ဟုတ်လား walk လမ်းလျှောက်သည်ဆိုရင် walked walked လမ်းလျှောက်သည်လို့ပြောတယ်ဒါပေမဲ့ go ဆိုရင်ကျတော့ goed goed ဆိုပြီးတော့မလုပ်တော့ဟုတ်လားကျွန်တော်ဘယ်လိုဖြစ်မလဲမသိဘူးပေါ့နော်okay ဆက်ကြည့်လိုက် play play တော့လည်း play played ဆိုပြီး ed ပေါင်းလိုက်ရုံပဲဒါပေမဲ့ eat eat ကိုတော့ပေါ့နော် eat eated ဆိုပြီးတော့မဖြစ်ဘူးပေါ့နော် okay ဆိုတော့ဘယ်လိုလေးပြောင်းတော့မှလဲကြည့်လိုက်ရအောင်အဲဆိုရင်ပေါ့နော် okay ဆိုတော့ဒီမှာဆိုရင်ပေါ့နော်okay ဆိုတော့ကျတော့ go ဆိုရင်မှတ်မိကြလား go ရဲ့ past tense မှာဖြစ်မလဲ went went သွားခဲ့သည်ဟုတ်လား eat eat ရဲ့ past tense လေးရောဘာဖြစ်မှာတော့ ate ate စားခဲ့သည်ဆိုတော့ကျတော့ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ပုံမှန် ed ပေါင်းထားတာနဲ့လုံးဝမတူဘဲနဲ့ go ကနေ went ဆိုပြီးလုံးဝ totally ပြောင်းလဲသွားတယ် eat eat ဆိုရင်လည်း ate ate ဆိုပြီးတော့ပြောင်းသွားပြီပေါ့နော်ဆိုတော့ဒါရှေ့မှာ ed ပေါင်းတဲ့ပုံစံနဲ့လုံးဝမတူတာလေးတွေပေါ့နော်ဟုတ်ပြီဆိုတော့ကျတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ irregular verb ပထမအုပ်စုကိုကြည့်အောင်ပထမအုပ်စုကဘာတွေလဲဆိုတော့ကျတော့သူတို့ကမပြောင်းဘူးတဲ့မပြောင်းတဲ့ pattern ပေါ့နော် put ထားသည်ပေါ့နော်ထားခဲ့သည်အရင်အတိတ်ကာလမှာထားခဲ့တယ်လို့ပြောမယ်ဆိုရင်လည်း put ပဲပေါ့နော်ပြောင်းမသွားဘူး put past tense ကလည်း put present tense ကလည်း put ပဲအဲ့လိုမျိုးပဲ cut နောက်ထပ် cut ဆိုတော့ဒီနှစ်ခုလုံးကဒါ present tense ကို past tense ကိုပေါ့နော် hid hit ဆိုရင်လည်းအတူတူပဲ present ကလည်း hit ပဲ past ကလည်း hit ပဲ cost ဆိုရင်လည်းအဲ့လိုမျိုးပဲ cost present tense ကလည်း cost ပဲ past tense ကလည်း cost ပဲတဲ့ဆိုတော့ဒါကမပြောင်းလဲဘူးဆိုတော့ဒါ buff လေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာမှတ်သားမှာတချို့သော verb တွေမှာပေါ့နော်တချို့သော verb တွေမှာကျွန်တော်တို့ဒီ present ရော past tense ရောကတခုတည်းပဲဖြစ်နေတတ်တယ်တဲ့နော်ပုံစံတစ်မျိုးတည်းပဲဖြစ်တတ်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့နောက်ထပ် group ကကြတော့ vowel တွေပြောင်းသွားတဲ့ irregular verb တွေပေါ့နော် present tense မှာတော့တစ်မျိုး past tense မှာကျတော့ ed ပေါင်းတာမဟုတ်ဘဲနဲ့ regular ed ပေါင်းတာမဟုတ်ဘဲနဲ့သူ့ရဲ့အထဲမှာရှိတဲ့ vowel လေးတွေပြောင်းသွားတယ်ပေါ့နော်ဥပမာဒီမှာဆိုဥပမာလေးကျွန်တော်ပေးထားတယ် sind sit ထိုင်သည်ကနေခလရ i လေးကနေပြီးမှ vowel လေးချိန်သွားတယ် a လေးဖြစ်သွားတယ် sat sat ဟုတ်လားဆိုတော့ဒီဟာက i ကနေ a ပြောင်းနေဆိုတဲ့ pattern လေးလို့တော့မှမှတ်လို့ရတယ်ဘာလို့ vowel လေးတွေပြောင်းသွား i ကနေ a လေးတွေပြောင်းသွားဟုတ်လား sind sit sat sat drink drink drank drunk swim swam swam sing sing sang begin begin began ဟုတ်လားဆိုတော့ကျွန်တော်တို့အကုန်လုံး vowel လေးတွေပြောင်းသွားတယ် i ကနေ a လေးတွေပြောင်းသွားတယ်ပေါ့ okay နောက်ထပ် group တစ်ခုကိုကြည့်ရအောင်ဒါကကြတော့လုံးဝကိုပြောင်းသွားတဲ့ဟာတွေပေါ့နော်လုံးဝကိုပြောင်းသွားတယ် pattern နဲ့မဟုတ်တော့ဘူးပေါ့နော် pattern နဲ့မဟုတ်တော့ဘူးတစ်ခုလုံးဒီပုံစံက pattern အသေးမရှိဘဲနဲ့တစ်ခုလုံးပြောင်းသွားတတ်တဲ့ဟာမျိုးတွေပေါ့နော် go ကနေ went 1ဖြစ်သွားတယ် bu
wine buying ကနေ BOUGHT bought ဖြစ်သွားတယ် SEC ကနေ SCW saw ဖြစ်သွားတယ် EAD each ကနေ 88 HAV have ကနေ HAD had ဟုတ်လားဆိုတော့ဒီမှာဆိုရင်အများကြီးကိုပြောင်းသွားတယ်တဲ့ဆိုတော့ကျတော့ဒါဟုတ်ပြီအများကြီး Okay တချို့သောစကားလုံးတွေကဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်တချို့စကားလုံးတွေကကျတော့လုံးဝ present tense နဲ့ past tense နဲ့လုံးဝမတူအောင်ကိုပြောင်းသွားတယ်ဟုတ်ပြီအဲ့ဆိုရင်ပြောင်းသွားတဲ့အခါမှာဘယ်လိုမျိုးလေးတွေပေါ့နော်ဘယ်လို pattern လေးတွေမြင်ရတယ်လဲဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့ပြောပြမယ်ပေါ့နော်ဒီမှာဆိုရင်ကြည့်မယ်ဆိုရင် BUY ဘိုင်ကနေ BOUGHT bought ဆို OUGHT ဆိုတော့အဆုံးသက်လေးပေါ့နော် BRING bring ကနေ BROUGHT brought THIN think ကနေ THOUGHT thought ဟုတ်လား CATCH catch ကနေ CAUGHT caught TEACH ကနေ TAUGHT toughed ပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆို buy bought bring brought think thought catch caught teach taught ဆိုတော့အဲ့လိုမျိုးလေးတွေ့ရမှာပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူ့ရဲ့အဆုံးသက်လေးတွေဟာလား OUGHT နဲ့ဆုံးတယ် AUGHT နဲ့ဆုံးတယ်ဟာလားဆိုတော့ဒီ pattern လေးတွေကတော့ဒါကျွန်တော်ဒီဟာလေးတွေရှင်းပြတာနားလည်အောင်ပဲရှင်းပြတာပေါ့နော်ဆိုတော့ကျတော့နောက်ပိုင်းမှာကိုကဖြည်းဖြည်းချင်းနဲ့ဒါကိုအလွတ်ကတော့တချို့ဟာတွေအလွတ်ကြက်ဖို့လိုလားမလိုလားဆိုတာလည်းနည်းနည်း controversial ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးတွေက pattern လေးတွေမြင်ပြီးတော့မှတ်မိပါများသွားရင်ပေါ့နော်ဆိုတော့ဖြည်းဖြည်းချင်းတော့ရသွားမှာပေါ့နော်Okay ဆိုတော့ဒီမှာဆိုရင်ပေါ့နော်ဒါ Okay ဆိုတော့ကျွန်တော်တို့sentence အနေနဲ့ဆိုရင်ဘယ်လိုမျိုးမြင်ရမလဲဆိုတာကြည့်လိုက်ရအောင် I went to the park ကျွန်တော်ပန်းခြံကိုသွားခဲ့တယ် She ate pizza သူမပီဇာစားခဲ့တယ် We saw a movie ကျွန်တော်တို့ရုပ်ရှင်ကြည့်ခဲ့တယ်ဟုတ်လားဆိုတော့ sentence မှာရေးမယ်ဆိုရင်ဒီလိုပုံစံလေးတွေ့ရမှာပေါ့နော်ဆိုတော့ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့အငင်းကိုသွားကြမယ်ဟုတ်လားကျွန်တော်တို့အငင်းကိုသွားကြမယ်အငင်းကိုသွားရင်ထုံးစံအတိုင်းပဲကျွန်တော်တို့ past tense ဖြစ်တဲ့အတွက် did လေးလာမယ် did did လေးလာမယ် did not ဟုတ်လား did not didn't ပေါ့နော် did not didn't လေးနဲ့တွဲလာမယ်ဆိုတော့ I didn't go ဆိုဒီမှာ WEND 1ကိုကျွန်တော်တို့ရေးစရာလိုသေးလားမလိုတော့ဘူး past tense လေးက did did ကိုရောက်သွားပြီပေါ့နော်အဲ့လိုလေးအလိုတကူတွေးလိုက်လို့ရတယ်ပေါ့နော် did did လေးက past tense လေးဖြစ်နေပြီးသားဖြစ်တဲ့အတွက် Geo go က WEND 1ပြောင်းစရာမလိုတော့ဘူး I didn't go to the park ကျွန်တော်ပန်းခြံကိုမသွားခဲ့ဘူးပေါ့နော် She didn't eat pizza သူမပီဇာမစားခဲ့ဘူး We didn't see a movie ကျွန်တော်တို့ movie မကြည့်ခဲ့ဘူးဆိုတော့ဟုတ်ပြီဒီမှာလည်းအဲ့လိုမျိုးပဲမေးခွန်းပြောင်းတဲ့အခါမှာဆိုလဲရှေ့ကကျွန်တော်သင်ခဲ့တဲ့အတိုင်းပဲပေါ့နော်DID did လေးကိုရှေ့ဆုံးကထုတ်မယ် did ပြီးတော့ subject လေးလာမယ်ပြီးတော့ဒါ base form လေးလာမယ်ဟုတ်လား Did you go to the park Did she eat pizza Did you see a movie ဆိုတော့ကျတော့ did နဲ့ base form verb ကြာမှာ subject လေးရှိရမယ်ဆိုတော့မမေ့နဲ့ပေါ့နော် Did you go to the park Did go Did she eat pizza Did eat Did you see a movie Did yes see ဟုတ်လားဆိုတော့ကျတော့ကျွန်တော်တို့ဒီမှာ key rules လေးတွေတစ်ချက်ပြောချင်တယ်ပေါ့နော်ဒီမှာ past tense irregular verb တွေ past tense တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော် key rules လေးတွေတစ်ချက်ပြောချင်တယ်အဲ့ဒါကကြပါလဲဆိုတော့ကျွန်တော်တို့ verb ကိုဘယ်အချိန်မှာချိန်ရမှာလဲပေါ့နော်ဘယ်အချိန်မှာချိန်ရမှာလဲဆိုတော့ positive ဆိုတာမငြင်းဘူးပေါ့နော် only in positive ဟုတ်လားမှာသွားတယ်လုပ်တယ်သွားခဲ့တယ်လုပ်ခဲ့တယ်စားခဲ့တယ်လာပေါ့နော်လာခဲ့တယ်ပြေးခဲ့တယ်ပေါ့နော်ရေကူးခဲ့တယ်ဆိုတော့အဲ့ဒီလိုမျိုးဒါ past tense မှာလုပ်ခဲ့တယ်ပေါ့နော်မလုပ်ခဲ့တာမဟုတ်ဘဲねလုပ်ခဲ့တယ် positive ဖြစ်တယ်ပေါ့နော်လုပ်ခဲ့တယ်ဆိုတော့အခြေအနေမျိုးတွေမှာပဲကျွန်တော်တို့ verb ကိုချိန်ရမယ်ဟုတ်လား
GO ကိုကနေ WEND 1ပြောင်းရမယ် EAT each ကနေ 88ပြောင်းရမယ်အဲ့လိုမျိုးပေါ့ဒါပေမဲ့ပေါ့နော်တကယ်လို့ဟိုပေါ့နော်အငင်းတို့မေးခွန်းတို့ဆိုရင်ကျွန်တော်တို့သူ့ကိုပြောင်းစရာလို့လားအငင်းတို့မေးခွန်းတို့ဆိုရင်ပြောင်းစရာလို့လားမလိုဘူးဘက်ကဘာကြောင့်လဲဆိုတော့ DID dit လေးကလာပြီးတော့သူကအကူကရိယာအနေနဲ့ပေါ့နော်အကူကရိယာအနေနဲ့ဖြည့်ဆွတ်ပေးမှာမို့လို့ပေါ့နော်အကူကရိယာအနေနဲ့ဖြည့်ဆွတ်ပေးမှာမို့လို့ဒီမေးခွန်းဒီမှာအငင်းဝါကြတွေမှာဆိုရင်ကျွန်တော်တို့ဒီပေါ့နော် base form ကိုပြောင်းစရာမလိုဘူး base form နဲ့ပဲရေးပါမယ်တဲ့ okayဆိုတော့ဒီနေရာမှာကျွန်တော် activity လေးတစ်ခုလုပ်စေချင်တယ်ပေါ့နော်ဒီအခန်းလေးမှာ activity လေးလုပ်စေချင်တယ်ဘာလေးလုပ်စေချင်လဲဆိုတော့ကျွန်တော်ဓာတ်ပုံလေးရှိလိမ့်မယ်ပေါ့နော်ပျော်လဲပျော်စရာကောင်းပြီးတော့စာလဲလုပ်လို့ရမယ် activity ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှမဆိုဟုတ်လားဓာတ်ပုံလေးတွေအရင်တော့ဖုန်းထဲမှာပဲဖြစ်ဖြစ်ဓာတ်ပုံဟိုဟာနဲ့ပေါ့နော် physical ဟုတ်လားဓာတ်ပုံလေးတွေပဲဖြစ်ဖြစ်ရှိကြလိမ့်မယ်ပေါ့နော်ဆိုတော့ကျတော့အဲ့ဒီဓာတ်ပုံလေးတွေကြည့်မယ်ပေါ့နော်အဲ့ဒီဓာတ်ပုံလေးတွေကြည့်ပြီးတော့အဲ့ချိန်တုန်းကကိုကဘယ်မှာရှိခဲ့တယ်ဘာလုပ်ခဲ့တယ်ဘယ်ကိုသွားခဲ့တယ်ဘာတွေစားခဲ့တယ်ဘယ်သူတွေနဲ့တွေ့ခဲ့တယ်ဟုတ်လားအဲ့လိုမျိုးဒါဓာတ်ပုံတွေဆိုတာ memory တွေအများကြီးပါတယ်ပေါ့နော်ကျွန်တော်တို့အမှတ်တရတွေအများကြီးပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီဓာတ်ပုံတွေကနေတစ်ဆင့်အမှတ်တရတွေပြန်ပြီးတော့ဟုတ်လားသွားရင်းနဲ့အမှတ်တရတွေစီပြန်ပြီးခီးထွက်ရင်းနဲ့ကျွန်တော်တို့အဲ့ချိန်ကဘာတွေလုပ်ခဲ့တယ်ဘယ်တွေသွားခဲ့တယ်ဘာတွေစားခဲ့တယ်ဘယ်လိုခံစားခဲ့ရတယ်ဟုတ်လားစတယ်ပေါ့နော်အဲ့ဒီအချိန်မှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်တို့ past tense အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ past tense အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ past tense အနေနဲ့စာကြောင်းလေးတွေရေးမယ်ပေါ့နော် past tense အနေနဲ့စာကြောင်းလေးတွေရေးမယ်ရေးတဲ့အခါမှာလည်းဒီမှာ regular verb ကော irregular verb ကောပါလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့ဒီ activity လေးကိုလုပ်ကြည့်စေချင်ပါတယ်ကျွန်တော်တို့ memory တွေကိုဓာတ်ပုံလေးတွေကြည့်မယ် memory လေးတွေပြန်ပြီး recall ခေါ်မယ်အဲ့ဒီအချိန်တုန်းကဖြစ်ခဲ့တဲ့အကြောင်းအရာလေးတွေကိုပေါ့နော်အတိတ်မှာဘာလေးတွေဖြစ်ခဲ့တယ်ဆိုတော့ past sentence လေးတွေပေါ့နော်ဆိုတော့ past tense ကိုသုံးထားတဲ့စာကြောင်းလေးတွေကျွန်တော်တို့အများကြီးရေးပါမယ်ရေးပြီးတော့ပေါ့နော်တချို့ဟာလေးတွေပြန်ပြီးတော့ဝေမျှခြင်းနဲ့ပေါ့နော်သူများတွေနဲ့တူဝေမျှခြင်းနဲ့ဆိုရင်လည်းဒီဗီဒီယိုလေးရဲ့အောက်က comment မှာကျွန်တော်တို့တူပေါ့နော်ဝေမျှခဲ့လို့ရပါတယ် okay ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲဒီအခန်းကတော့ irregular past tense တွေကတော့ပြောစရာတကယ်လို့ပြောစရာအများကြီးပေါ့နော်ရှိကောင်းရှိနိုင်နေဆိုပေမဲ့လောလောဆယ်ကတော့ဒါအခြေခံလောက်ပေါ့နော်ဖတ်တန်းတွေလောက်ဘာလို့ပြောင်းသွားတယ်ဘလို့လေးတွေပြောင်းထားရှိရဲဆိုတော့ပုံစံလေးသိထားရင်သူ့ရဲ့သဘောတရားလောက်ကိုသိထားရင်ပဲရပြီပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးနဲ့တူပေါ့နော်တွဲပေးမဲ့ file လေးရကြပါလဲဆိုတော့ကျွန်တော်ဒီ past tense နေပေါ့နော် past tense နေပေါ့နော် regular verb ကော irregular verb ကောဒီအလုံးကြီးပေါ့နော်အလုံးကြီးကျွန်တော်900ကိုတွဲထားပေးပါမယ်ပေါ့နော်အလုံးကြီး900ကိုတွဲထားပေးပါမယ်ဆိုတော့အဲ့ဒါလေးကတော့ဒီမှာတွဲပြီးတော့ကိုယ့်ဘာကိုသက်လေ့လာဖို့အတွက်ပေါ့နော်လေ့လာနိုင်တဲ့သူတွေလေ့လာဖို့အတွက်ပါဘာလို့ဗီဒီယိုထဲမှာထည့်ရင်တော့အများကြီးဖြစ်သွားမှာမို့လို့ကျွန်တော်မထည့်တော့ပါဘူးဒါပေမဲ့ file လေးနဲ့သက်ပေါ့နော်ပေးထားပါမယ် okay အားလုံးပဲဗီဒီယိုလေးကိုကြည့်ရှုပြီးတော့စာလေးတွေလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်